အားလုံးကိုသခင်ရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ကျွန်တော် New Wine သင်တော်ရဲ့ဝိညာဉ်ရေးအာဟာရစီစဉ်ကနေအားလုံးကိုကြိုဆိုပါတယ်လို့ဒီနေ့သူတို့ကကျွန်တော်ခွန်အားယူမဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ယုံကြည်ခြင်းအားစုံစမ်းခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ယုံကြည်ခြင်းအားစုံစမ်းခြင်းရှမာကုခရစ်ကျမ်းခန်းကြီး9အငယ်24မှ30အငယ်24 25ကိုသူကဖတ်မယ်ကိုရောတီထိုအယမထားရီတူလူမျိုးနဲ့ဇီးရုံမျိုးဤကျေးလက်သို့ကြွတော်မူလင်အိမ်သို့ဝင်ရဲ့အဘယ်သူမျှမသိစေခြင်းကအလိုရှိတော်လဲပုံရှောင်၍နေတော်မူနိုင်အကြောင်းမူကားညဉ့်ညူသောနတ်ဆွဲသောမိမငယ်အမိသည်တည်င်းတော်ကိုကြားသဖြင့်လာ၍ခြေတော်ဝင်ရင်း၌ပြည့်ဝလျက်နှုတ်ကပတ်တော်မှာဖော်ပြထားမယ်နော်ယေရှုခရစ်တော်ကတူလူမျိုးနဲ့ဇီးရုံမျိုးဘက်ကိုသွားတဲ့အခါမှာယေရှုခရစ်တော်ကအိမ်မှာဝင်ပြီးမှနားနေဖို့အလိုရှိတာဖြစ်တယ်နားနေချင်တာပြဒို့တော်ညာလဲဒီမှာယေရှုခရစ်တော်မနာရနဲ့ယုံကြည်ခြင်းနဲ့လာမဲ့မိခင်တူကိုစောင့်နေတယ်ဆိုတာတွေ့ရတယ်ယေရှုခရစ်တော်ကမနာရနဲ့ယုံကြည်ခြင်းမဲ့လာမဲ့မိခင်တူကိုဒီပေါ်မှာဖျားရဲ့အမှုပြုဖို့ရယေရှုခရစ်တော်အမှုပြုရထိုမိခင်တူကိုစောင့်မှယေရှုခရစ်တော်နေတယ်ဆိုတာတွေ့ရတာဖြစ်တယ်နော်ကျွန်တော်တို့ရဲ့တက်တာမှာလည်းဒီလိုပဲပေါ့နော်ကျွန်တော်တို့ရဲ့ခြေလန်းချင်းပေါ်မှာပေါ့နော်ကျွန်တော်ယုံကြည်ခြင်းနဲ့ခြေလန်းချင်းပေါ်မှာကျမ်းမာခြင်းတွေကစောင့်နေတာဖြစ်တယ်ယုံကြည်ခြင်းနဲ့ခြေလန်းချင်းပေါ်မှာအောင်မြင်ခြင်းတွေကစောင့်နေတာဖြစ်တယ်ယုံကြည်ခြင်းနဲ့ခြေလန်းချင်းပေါ်မှာဖခင်ရဲ့ဘုန်းတော်ကစောင့်နေတာဖြစ်တယ်ယေရှုခရစ်တော်ပင်ပေါ့နော်ယုံကြည်ခြင်းနဲ့ခြေလန်းမဲ့အမျိုးသမီးကိုပေါ့နော်သူကစောင့်နေတာဖြစ်တယ်သူကပင်မလို့နားကျင်တော်ညာလေဒီအမျိုးသမီးလာမယ်အောင်ခရစ်တော်ကစောင့်နေတွေ့ရတယ်ဒီနှုတ်ပတ်တော်ကိုကျွန်တော်တို့ဆက်လက်လာမယ်ဆက်ဖတ်မယ်ဆိုရင်ခရစ်တော်ကထိုယုံကြည်ခြင်းနဲ့ခြေလန်းတဲ့မျိုးသမီးကရောက်လာတဲ့အခါမှာခရစ်တော်ကသူ့ရဲ့ယုံကြည်ခြင်းကိုစုံစမ်းဆန်းစစ်တဲ့အရာဖြစ်တယ်ခရစ်တော်ကသူ့ရဲ့ယုံကြည်ခြင်းကိုစုံစမ်းဆန်းစစ်တဲ့အရာကတိတ်ကိုပဲနော်ကြည့်မယ်ဆိုရင်သူထိုလာတဲ့မျိုးသမီးတွေတိတ်ကိုတကယ်ပဲစိတ်ဓာတ်အာရုံနဲ့ယုံကြည်ခြင်းအားနည်းသွားနိုင်မှာပေါ့နော်ယုံကြည်ခြင်းပျောက်ပြတ်သွားနိုင်ထို့တော်ညာတဲ့ထိုမျိုးသမီးကယုံကြည်ခြင်းမှာအားကြီးတဲ့အခါမှာခရစ်တော်ပင်ယေရှုခရစ်တော်ပင်စုံစမ်းတဲ့အခါမှာထိုမျိုးသမီးကသူ့ရဲ့ယုံကြည်ခြင်းကိုတက်တည်ပြနိုင်တာဆိုတာတွေ့ရတယ်ကျွန်တော်တက်တာမှာလဲပေါ့နော်ဒီနေ့ယုံကြည်ခြင်းတွေကအမျိုးမျိုးကျွန်တော်တက်တာမှာစုံစမ်းမှုတွေကအမျိုးမြောက်များစွာလာမှာဖြစ်တယ်ယုံကြည်ခြင်းနဲ့ပတ်သက်ရင်ဖျားသခင်ကသူကိုယ်တိုင်စုံစမ်းလို့စာရမာနကိုလည်းစုံစမ်းခြင်းခွင့်ပေးတယ်လောကတခြားသောလူသားတွေလောကအရာအားလုံးကျွန်တော်ယုံကြည်ခြင်းနဲ့ပတ်သက်ရင်ဘုရားကအမြဲတမ်းစုံစမ်းဖို့ခွင့်ပေးတယ်ဘုရားကတက်တည်မြန်းထူဖို့ရန်ဘုရားကခွင့်ပေးတယ်ဆိုတာတွေ့ရတယ်ဒီနေ့ကျွန်တော်ရဲ့ယုံကြည်ခြင်းတွေတကယ်ပဲစုံစမ်းဖို့အသင့်ရှိနေပြီလားကျွန်တော်ယုံကြည်ခြင်းတွေကိုတက်တည်ထူဖို့အသင့်ရှိနေပြီလားဆိုကျွန်တော်တက်တာတည်ပြန်လဲဆင်ခြင်းမှပြန်လဲသုံးသပ်ဖို့ဖြစ်တယ်တခါလေကျရင်ကျွန်တော်တို့ကယုံကြည်ခြင်းကိုတက်တည်ထူဖို့နေတာကျွန်တော်တို့ကဘုရားเจ้าအောင်မရောက်နိုင်တော့ဘူးလားအကြောင်းပြချက်မျိုးမျိုးနဲ့ကျွန်တော်တို့ဖျားမျက်မှောက်တော်လာမရောက်နိုင်တော့တဲ့အချိန်မြောက်များစွာရှိတယ်အကြောင်းအရာမျိုးနဲ့ဖျားမျက်မှောက်တော့မရောက်နိုင်တော့တဲ့အချိန်များစွာရှိတယ်ဒါမဲ့ဒီအမျိုးသမီးကသူ့ရဲ့ယုံကြည်ခြင်းကိုဘယ်လိုပဲခရစ်တော်ကိုယ်တိုင်စုံစမ်းမိမဲ့သူဟာတက်တည်ထူတယ်ဆိုတာတွေ့ရတယ်ယေရှုခရစ်တော်ကသူ့ရဲ့ဒီမျိုးသမီးကိုဘယ်လိုပြောလဲဆိုယေရှုကလည်းဥစွာရှေ့ဥစွာတားများကိုဝါစွာကြေးပြစေတားဤအစာကိုယူ၍ခွေးအားမပေးအံ့ဟုမိန့်တော်မူလင်မိမကမှန်ပါဤသခင်ခွေးမိတီကတားတို့ဤစနုပ်စပေါက်ကိုစပွဲအောက်၌စားမြဲထုံးစံရှိပါ၏ဟုပြန်၍လျှောက်လေ၏တဲ့ဒီမျိုးသမီးရဲ့ယုံကြည်ခြင်းကဒီမှာတိတ်အားကြီးတာဖြစ်တယ်ယေရှုခရစ်တော်ဘုရားကိုယ်တိုင်စုံစမ်းတော်လဲသူယုံကြည်ခြင်းအဖြစ်သူဟာတက်တည်ထူတယ်ဆိုတာတွေ့ရတယ်ဒီနေ့ကျွန်တော်တက်တာတိမှလည်းပေါ့နော်ဘလို့ယုံကြည်ဘလို့စုံစမ်းနောက်ဆက်ခြင်းမျိုးလာပြီကျွန်တော်ယုံကြည်ခြင်းတက်တည်ထူဖို့ဖြစ်တယ်ကျွန်တော်ယုံကြည်ခြင်းကိုဒီနေ့စုံစမ်းဖို့ရန်ကျွန်တော်ပတ်ဝန်းကျင်ကလည်းစုံစမ်းနိုင်တယ်ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျွန်တော်ခင်မင်ရတဲ့အရာတွေကလည်းစုံစမ်းနိုင်တယ်ဒီနေ့ဤပညာတွေကလည်းစုံစမ်းနေတယ်ကျွန်တော်ယုံကြည်ခြင်းကိုဒီနေ့ကျွန်တော်တို့ရဲ့အစားအသောက်တွေအပျော်ပါးတွေမြောက်များစွာကလည်းကျွန်တော်ယုံကြည်ခြင်းစုံစမ်းနေရဖြစ်တယ်ဒါပေမဲ့ဒီမျိုးသမီးကတော့သူ့ရဲ့ယုံကြည်ခြင်းကိုယေရှုခရစ်ပင်နဲ့စုံစမ်းတော်ညာလေသူဟာသူ့ရဲ့ယုံကြည်ခြင်းပေါ်မှာတက်တည်ထူတဲ့အခါမှာယေရှုခရစ်တော်ကသူ့ကိုဘယ်လိုပြောလဲဆိုယုံကြည်ခြင်းအားကြီးသောမျိုးသမီးဆိုလို့ပြန်မှယေရှုခရစ်တော်သူ့ပေါ်မှာနမိတ်လက္ခဏာပြုတယ်ဆိုတာသူရဒီတိုင်းပဲကျွန်တော်တက်တာမှာကျွန်တော်တို့ယုံကြည်ခြင်းနဲ့ခြေလန်းလန်းဖို့ရန်ကျွန်တော်တို့အတွက်ကောင်းခြင်းမင်္ဂလာတွေကျမ်းမာခြင်းတွေအောင်မြင်ခြင်းတွေစောင့်နေတယ်လို့ပဲကျွန်တော်တက်တာမှာယုံကြည်ခြင်းနဲ့ဘုရားရဲ့တက်တည်ထူနိုင်တော်သူရောက်စီတိုင်းဖြစ်ပါစေလို့ဤနှုတ်ကပတ်တော်နဲ့ခွန်အားပေးချင်ပါတယ်ရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းမြတ်ပါစေ